ဒီနေ့နေ့လည်စာကတော့ငဒန်းစီပြန်ချီဟင်းလေးနဲ့တီးရွက်စုံကြော်လေးရဲ့နေ့လည်စာစားပစ်ခဲ့ပါတယ်။စားရချိန်ကထမင်းစားချိန်ကြော်သွားပြီဖြစ်ပေမဲ့ဘိုက်ကအရင်စာနေတဲ့အတွက်အားရပါရကိုဆွဲပါပြီ။ဒီနေ့နေသားတို့စီမာကတိုင်သားလုံးကြိုက်တဲ့ငဒန်းငါးကိုငကြီးချီရင်လေးနဲ့စီပြန်လေးချက်တာပါ။ငါးရဲ့စီပြန်ချင်းလေးနဲ့အတီးရွက်ကြော်ချိုလေးတွေကတွဲစားလို့လည်းအရန်ကိုကောင်းပါတယ်။နေသားတို့စီမှာဒီလိုမိုးကြကာလာဆိုရင်ငဒန်ငါးတွေကပေါ်ပေါ်တီတီပေါ်ပြီဆိုတော့အိမ်တိုင်းလိုမှာငဒန်ဟင်းကအချက်များပါတယ်ငဒန်ဆိုပေမဲ့မွေးမြူရေးငဒန်တွေကစားလို့တော့မကောင်းပါဘူးမွေးမြူရေးငဒန်တွေကဒိုက်စော်လဲနှံတတ်ပါတယ်အခုလိုမြစ်တဲမှာရတဲ့ငဒန်ငါးတွေကြတော့ဒိုက်စော်မနှံတယ်လို့အသားကလည်းပို့ပြီးတော့ချိုပါတယ်အစီလည်းပိုများပါတယ်ငဒန်ငါးမှာပါတဲ့အစီကအိုမီဂါ3ဖြစ်တဲ့အတွက်ကျန်းမာရေးနဲ့လည်းတော်တော်လေးကိုညီညွတ်ပါတယ်အမေကတော့ငဒန်ငါးရတဲ့နေ့ကျရင်အခုလိုငဒန်စီပြန်ဟင်းချက်တက်တယ်လို့တခါတလေကြငဒန်စနဲ့ငဒန်ချင်ပေါင်နဲ့ငဒန်အသားကက်ကြော်ကိုလည်းကြော်ကျွေးလေးရှိပါတယ်။ဒေသားကတော့ငဒန်ငါးဆိုရင်အသားရဲ့ဖိုက်သားအပြင်ငဒန်ဥကိုလည်းကြိုက်တတ်တဲ့အတွက်တခါတလေကြရင်အမေကငဒန်ဥစီပြန်ဟင်းကိုလည်းချက်ပေးပါတယ်။ငဒန်ဟင်းနဲ့ဆိုရင်ထမင်းစားလို့မြင်တဲ့အတွက်ငဒန်ဟင်းချက်ရင်အိမ်မှာခါရန်တက်ပို့ပြီးတော့ထမင်းကိုပို့ချက်ရပါတယ်။ဒီနေ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ချက်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်တွေ့ကြပါမယ်အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်ဒီနေ့ကတော့ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းသားဘဝအလွမ်းပြည့်ဟင်းနဲ့နေ့လည်စာကိုနေသားကစာပြခဲ့ပါတယ်အဲ့ဒီဟင်းကတော့နေသားတို့ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းတက်တုံးကနေတိုင်းလိုစာပြတဲ့ဟင်းပါအဲ့ဒီဟင်းနဲ့ပဲကကြက်ဆက်ဟင်းပါကြက်ဆက်ဟင်းဆိုတာကတော့ကြက်သားကိုစားချက်တဲ့ကငရုတ်သီးလှော်မုံနဲ့စီတက်ပြီးတော့ဟင်းချက်ခံပြီးရင်ငရုတ်ကောင်းခပ်ပါပြီးချက်ထားတဲ့ကြက်သားဟင်းတစ်ခွက်ပဲဖြစ်ပါတယ်ဒီကြက်သားဟင်းကိုစီနေနဲ့ချက်တာကြောင့်စားလိုက်တဲ့ခါမှာလေထိထိမိမိနဲ့အရန်ကိုစားလို့ကောင်းပါတယ်။ချက်ဆက်ဟင်းကိုစပြီးစားပစ်တဲ့ချိန်က2013ပတ်ဝန်းကျင်ကိုပြန်သွားရမှာပါ။အဲ့ဒီချိန်တုန်းကနေသားကယဉ်ကျေးမှုတက္ကသိုလ်ပထမနှစ်လောက်ပဲရှိပါသေးတယ်။အဲ့ဒီချိန်တုန်းကယဉ်ကျေးမှုတက္ကသိုလ်ကအခုလိုလူတီမများသေးတယ်လို့မစီကားသေးတဲ့အတွက်ထမင်းစားချိန်ဆိုရင်ကျောင်းဘေးနာကအောင်စရလို့ခေါ်တဲ့ရက်ွက်တဲ့ကိုသွားပြီးကျောင်းသားတွေကနေ့ရက်စာသွားစားရပါတယ်။အောင်စရရက်ွက်ထဲမှာကျောင်းသားတွေအများနဲ့လိုစားပြစ်လေးရှိတဲ့ထမင်းဆိုင်ကဥတင်မွေရဲ့တင်မွေးဆိုတဲ့ထမင်းဆိုင်မှာကျောင်းသားတွေကတင်မွေးဆိုင်ရောက်တိုင်းသူ့ရဲ့နာမည်ကြီးဟင်းဖြစ်တဲ့ကြက်ဆန်ဟင်းနဲ့ထမင်းစားလေးရှိပါတယ်။ဒါကြောင့်နေသားတို့တွေကျောင်းသားဘဝတုန်းကဥတင်မွေရဲ့ကြက်ဆန်ဟင်းကိုမစားဘူးရင်ရည်ကျဲမှုကျောင်းသားမပြီးတာဘူးဆိုတဲ့စကားကထွက်ပေါ်ဘူးပါတယ်။အခုကတော့နေသားတယောက်ယဉ်ကျေးမှုကျောင်းကြီးနဲ့ကွင်းကွာလာတာ17နှစ်ကျော်ကာလကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။နောက်ပိုင်းမှာကြားသိရတာကယဉ်ကျေးမှုကျောင်းသားတွေအချစ်တော်ဦးတင်မွေကြီးကလည်းပြီးခဲ့တဲ့ကိုဗစ်ကာလတုန်းကဘဝတစ်ပါးကိုကူးပြောင်းခဲ့ပြီလို့လည်းသိရပါတယ်။ကျောင်းတော်ကြီးကတော့နေသားတို့မရှိတော့ပေမဲ့လည်းလက်ရှိမျိုးဆက်သစ်ကျောင်းသားတွေနဲ့ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။ဒါကြောင့်နေသားကတော့ယဉ်ကျေးမှုကျောင်းသားဘဝကိုတတိယတိုင်းဦးတင်မွေရဲ့ကြက်ဆက်ဟင်းကိုနမူနာယူပြီးချက်ထားတဲ့ကြက်ဆက်ဟင်းလေးနဲ့အမြဲတမ်းလိုစားဖြစ်ပါတယ်ဒီနေ့ဘာဟင်းနဲ့ထမင်းစားကြလဲဗျနေသားကတော့ဒီနေ့ချင်မောင်ဟင်းရဲ့ဝတ်တနီချန်လေးရဲ့နဲ့ထမင်းစားဖြစ်တယ်အခုလိုမိုးများတဲ့မိုးရသည့်ကာလထဲမှာချင်မောင်ဟင်းချင်ပူပူလေးနဲ့ထမင်းစားရတာကအရန်ကိုရတာရှိတယ်ဝတ်တိုင်းကလည်းဝတ်တနီလေးချက်ထားတဲ့အတွက်ချင်မောင်ဟင်းနဲ့တွဲစားရတာတော်တော်လေးကိုစားလို့ကောင်းတယ်နေသားတို့ကချင်မောင်ကိုကြိုက်တဲ့အတွက်ချင်မောင်ဟင်းပဲဖြစ်ဖြစ်ချင်မောင်ကြော်ပဲဖြစ်ဖြစ်ချင်မောင်ချက်တဲ့နေ့ဆိုရင်ထမင်းကတော့ခါတိုင်းတက်ပို့ပြီးတော့ချက်ရတယ်ဝတ်သားကတော့အလူမာချက်တဲ့ဝတ်တနီအလူချက်ကိုချက်ထားတာပါဝတ်သားကိုစီတက်ပြီးတော့တရုတ်ငပြာရည်လေးနဲ့ချက်တဲ့အတွက်တလုံးဆိုတလုံးအရန်ကိုစားလို့ကောင်းပါတယ်ဝတ်သားဟင်းရဲ့ရစာကတော့အားလုံးကြိုက်တဲ့ချွတ်ချွတ်စစ်စစ်ရစာလေးပါချင်မောင်ဟင်းကတော့မြမပါဇက်နဲ့ကြက်အောင်ချင်းဆက်ဆက်ကလေးကိုချက်ထားတာပါမြမလူမျိုးမှန်ရင်တော့ချင်မောင်ဟင်းကိုမကြိုက်တဲ့လူကတော့နဲမယ်လို့ထင်ပါတယ်အခုထမင်းစားတော့ငပြာရည်လေးပါရင်ဒီထက်ပိုပြီးစားကောင်းမယ်လို့ထင်ပါတယ်အခုလည်းငပြာရည်ပြောမပါပေမဲ့အရန်ကိုစားကောင်းပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့တွေနောက်နေ့မှာထပ်တွေ့ကြတာပေါ့